မင်္ဂလာပါခင်ဗျ SCD Power Solar မြန်မာနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ရောက်ရှိနေတာဆိုလို့ရှိရင်ယူဇနာ KBZ ဘဏ်ကိုလည်းရောက်ရှိနေတာဖြစ်ပါတယ်ခင်ဗျဒီဘဏ်လေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ SCD ကုမ္ပဏီကနေတာဝန်တက်ဆံပေးထားတဲ့ 6 kW hybrid inverter 200A V112 ကိုဘက်ထရီလို့အသုံးပြုပြီးတော့ကျွန်တော်တို့ packet system လေးနဲ့အသုံးပြုထားပဲဖြစ်ပါတယ်ခင်ဗျဒါလေးဆိုလို့ရှိရင်အခုလည်းစင်ထားတာ6လကျော်ဖြစ်တဲ့ apply service စီစဉ်လေးနဲ့ကျွန်တော်တို့လာရောက်စစ်ဆေးပေးတာပဲဖြစ်ပါတယ်ခင်ဗျလာပါခင်ဗျ ဟုတ်ကဲ့မင်္ဂလာပါ ကိုနာမည်လေးနဲ့ယာတို့လေးမျိုးဆက်ပြပါဦး ကျွန်တော်နာမည်ရင်းလျအောင်ပါလို့ဒီစနဘာသာတိုင်းရဲ့ဆွဲရပါတော့เนาะဟုတ်ကဲ့ပါဟုတ်ကဲ့ပါကိုကျွန်တော်ဒီမှာဆိုရင်ကျွန်တော် SCD ကနေပြီးတော့တာဝန်တက်ဆံပေးထားတဲ့ inverter packet system လေးပေါ့နော်ကိုအဲ့ဒါလေးကအသုံးပြုရတာအဆင်ပြေလားမသိဘူးဟုတ်ကဲ့အဆင်ပြေပါတယ်ရင်တော့ဆိုပုံမှန်ပြီးပြတဲ့ချိန်ဆိုကျွန်တော်ကိုစင်မှာပေါ့နော်တုပ်ပြ AD အိတ်စာပါလို့ပါလို့ကြတော့မရဘူးပေါ့နော်အောက်ကလိုက်တက်လိုက်ပြီးတော့ပဲဒီရဲနဲ့တူတူကမှရောက်သွားတယ်ဟုတ်ကဲ့တော်တော်များတော့အဆင်ပြေပါတယ်ပေါ့နော်ခဏမှလည်းအများကြီးအဆင်ပြေပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်အခုလက်ရှိဆိုလို့ရှိရင်ကျွန်တော်ဒီမှာလာဆင်ပေးထားတာ6လကျော်သွားပြီပေါ့နော်ဒီ6လအတွင်းမှာကျွန်တော်ဘက်ကနေပြောပြတဲ့စာပေတွေနဲ့တော့ကိုနေနဲ့အကြံပြုစရာလေးဖြစ်ဘယ်လိုလေးမှရှိမလဲစာပေကတော့ကောင်းပါတယ်ကိုတို့ကတော့ဒီမှာလိုရလို့ရေးဖို့လိုရလို့စာပေခွင့်တော့လာတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ချင်းချင်းမလာနေတော့ခုပဲတို့ကတော့အိမ်မှာပိုင်မြဲကူပြီးတော့လာတယ်ကိုလာပြီးတော့ဒေတာသေးစိတ်တော့လာလုပ်ပြီးပါတယ်တော်တော်ချင်းနေပါတယ်ကြာဟုတ်ကဲ့ပါကိုဟုတ်အခုလေးဖြစ်ပြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုလူချင်းမင်းတို့နဲ့ဒီလိုမျိုး Wi-Fi service အစီအစဉ်လေးဖြစ်စေတခြား solar နဲ့ဆက်သွယ်ပစ္စည်းတွေကိုဆက်သွယ်မိမှရင်လိုက်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ SCD Power Solar မြန်မာရဲ့ hotline ဖုန်းနံပါတ်ဖြစ်တဲ့399330ပို့တစ်ချောင်း399900 4239တို့ဆက်သွယ်မိမှမှာယူနိုင်ပါတယ်ခင်ဗျ